အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ19ရက်เนาะအဲ့ဒီမှာသတင်းတွေကတော့တကယ်เนาะကောင်းတဲ့သတင်းတွေပါတယ်ကျွန်တော်တို့မကောင်းတဲ့သတင်းတွေပါတယ်နေ့တိုင်းပါပဲဒါကတော့เนาะကောင်းတဲ့အဆိုးကတော့တွေးပြီးတော့ရှိနေတယ်ဆိုတော့အဲ့ဒီထက်မှကျွန်တော်တို့စိတ်ဝင်စားစရာတစ်ခုကတော့ရွှေကုတ်ကိုအကြောင်းပဲရွှေကုတ်ကိုအကြောင်းကဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာတယ်အဲ့ဒါကဘာလဲဆိုတော့ဒီစကားစတွေကเนาะချီပန်းအောင်ကြောက်နေတယ်ဒီနေ့နော်ပေါက်တက်ခရ online ပေါ်မှာတက်ပြီးတော့ဇော်မင်းလုံးကပြောတဲ့သတင်းကတကယ် hot news တစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်ဘယ်လောက်ထိကြောက်တော့လဲဆိုတဲ့ဟာကိုဗျမ်းပတာပြောတဲ့နော်ဗီဒီယိုဖိုင်တွေလည်းကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့ဒီအကြောင်းကတော့တကယ်ဒီနေ့အတွက်နော်သတင်းထူးတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ပြောချင်တဲ့သတင်းကတော့နော်ဟုတ်ဘက်မှာချင်းပြဖက်မှာလည်းတော်တော်ကိုတိုက်ပို့တဲ့ပြင်းထန်နေတယ်ဒီဘက်မှာဘာဖြစ်ဆိုတော့စက္ကကနေပြီးတော့ဒီရွေးကောက်ပွဲတွေလုပ်ဖို့အတွက်သူတို့နေရာကိုရနိုင်တဲ့လောက်သူတို့ချဲ့တယ်နော်ချဲ့တဲ့ခါကျတော့အဲ့ဒီချင်းပြင်းနေဖက်မှာလည်းသူတို့ထိုးစစ်ဆင်တယ်ဆိုတော့ထိုးစစ်ဆင်တာကချင်းပြင်းနေတီးတင်မြို့အနီးမှာသူတို့တိုက်ပွဲဖြစ်တယ်နော်တိုက်ပွဲဖြစ်တဲ့ခါကျတော့အဲ့ဒီမှာဘိုကြီးတူနော်အဲ့ဒီမှာဘိုတူကအပါအဝင်အဲ့ဒီမှာ9ယောက်ဖေးတယ်နော်စကားစားဖက်ကနော်အဲ့ဒါအပြင်ခလာရ90ကနေပြီးတော့ဘုံမူအဲ့ဒီမှာဘုံမူပဲအကောင်ကြီးပဲအဲ့ဒီလှမျိုးထွတ်ဆိုတဲ့လူအပါဝင်4ယောက်ကလည်းပြင်းထန်တန်ရရတယ်ဆိုတဲ့တည်င်းကလည်းတကယ်တည်င်းထူတည်င်းကောင်းတကယ်စားလို့တောက်လို့မိနေတဲ့တည်င်းဖြစ်တယ်ဘာဖြစ်ဆိုတော့အဲ့ဒီမှာဘိုကြီးတယောက်ပါတယ်စေတက်ကပြီးလို့ရှိရင်ဘုံမူတယောက်ပါတယ်နောက်ဘိုကြီးပေါ်ဘုံမူပေါ့ဆိုတော့ကောင်ကြီးတွေပါတယ်အဲ့ဒီမှာတေတာကတော့เนาะအဲ့ဒီမှာနည်းနည်းလေးပါပဲ9ယောက်သေးတယ်4ယောက်ကပြင်းထန်တန်ရရတယ်เนาะပြင်းထန်တန်ရရတဲ့အထက်မှာဆိုလို့ရှိရင်ဘုံမူပါတယ်အဲ့ဒါကခလာရ90ကနော်ဘုံမှုဖြစ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကမကွေးစလင်းအဲ့ဒီမင်းဘူးမှာဆိုလို့ရှိရင်တော့လူငယ်အယောက်ပေါင်း40ကိုနေပြီးတော့စေမှုထံဥပဒေနဲ့သူတို့ကတော့အမျိုးမျိုးပေါ့အဲ့ဒီမှာလူဖမ်းပွဲတွေလုပ်တယ်လူဖမ်းပွဲတွေလုပ်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီမှာလူဖမ်းပြီးတော့ဟုတ်ဘက်မှာပို့တာမဟုတ်ဘဲနဲ့အဲ့ဒီ OG တွေကမလုပ်လဲဆိုလို့ရှိရင်အဲ့ဒီမှာတိတ်140တဲ့နော်တယောက်ကိုတိတ်140နဲ့ရွေးခိုင်းတယ်အဲ့ဒီပဲတော့လှုပ်ရှားတာပေါ့မင်းတို့ပတ်စံမပေးဘူးဆိုလို့ရှိရင်စေမှုထံကိုပို့မယ်ဆိုပြီးတော့ချင်းချောက်ပြီးတော့နော်အဲ့ဒီမှာတိမ်ပေါင်း140တောင်းနေဆိုတဲ့ကိစ္စကလည်းကျွန်တော်တို့ဒီနေ့တွေ့လိုက်ရတယ်နောက်တစ်ခုကရွှေကုတ်ကိုနော်ရွှေကုတ်ကိုကနေပြီးတော့အဲ့ဒီမှာသူတို့ကအရင်တော့KKဖပဲနော်KKဖအဓိကပြင်မှာတော့ဒီနေရာမှာဒီ USA ကပင်ထိုးထားတဲ့နော်တကယ်နော်ပင်စိုက်ထားတဲ့နေရာ3ခုရှိတယ်နော်အဲ့ဒါမြေပုံနဲ့တကွာသူတို့ထုတ်ပြန်ထားတာတွေ့ရလိမ့်မယ်ဟိုတစ်ခေါက်ကဒီကြားဖြင်းမြင်းနေရဲ့အဖွဲ့ကိုနေပြီးတော့အထူးအဖွဲ့ကိုဖွဲ့တဲ့အခါမှာအဲ့ဒီမှာမြေပုံမှာ3ခုအဲ့ဒါကKKဖကအလေးမှာနော်ဒီဖက်မှာဆိုလို့ရှိရင်ရွှေကုတ်ကိုဖက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကြောက်ခဲ့ဒီ3ခုစလုံးကဆက်နွယ်မှုရှိတယ်တစ်ခုနဲ့တစ်ခုကလည်းသူ့ပိုင်ကိုပိုင်ရှိတယ်နော်ကြောက်ခဲ့ကတော့ဒီ KBA နော်ဒီ KBA တော့အဖွဲ့နော်ဒီ KK ဖတော့အရင်ဆုံးနေနေတာအဲ့ဒီမှာဖြက်စီးတာအဲ့ဒါကဖြက်စီးခံရဆုံးအဲ့ဒါက KNU ရဲ့ပိုင်နေမြေတွေဖြစ်တဲ့ဆိုတဲ့ဟာကိုစကအတီးအလေးဆွေးထားတဲ့နေရာဖြစ်တယ်နော်နောက်တစ်ခုကရွှေကုတ်ကိုကတော့ကျွန်တော်တို့ BJF ကောင်းဆောင်မောင်ချစ်သူကနေပြီးတော့ပိုင်ဆိုင်ထားတဲ့နေမြေတကယ့်အကြီးစားအဲ့ဒီမှာတကယ့်မျိုးကတော့အဲ့ဒီမှာခိုင်မာတီဆောက်ပြီးတော့တကယ်ကြားဖြန်းလုပ်ငန်းတွေလုပ်ပြီးတော့ချမ်းသာတဲ့နေရာအဲ့ဒီမောင်ချစ်သူတော်တော်နာမည်ကြီးတယ်မြန်မာနိုင်ငံမှာချမ်းသာဆုံးလူတွေထဲမှာမာလာပြီးလို့ရှိရင်သူရဲ့တပည့်အခုရွှေကုတ်ကိုက BGF ကောင်းဆောင်မောင်ချစ်သူပဲဖြစ်တယ်เนาะဆိုတော့အဲ့ဒါကိုနေပြီးတော့နိုင်မုံစောเนาะနိုင်မုံစောဆိုတဲ့လူကတော့เนาะအဲ့ဒီပြောရေးဆိုခွင့်ရှိတဲ့လူပေါ့နိုင်မုံစောကနေပြီးတော့အဲ့ဒီမှာသူကကြားဖြန်းကိစ္စကိုနေပြီးတော့ဒီတရားနှစ်အတွင်းမှာကြီးတိုင်ဖြည့်ရှင်းမယ်ဆိုပြီးတော့သူတို့လုပ်တယ်နော်လုပ်တဲ့ခါကျတော့မနေ့ကတရက်လုတ်တယ်ဒီနေ့တရက်လုတ်တယ်လုတ်တဲ့ခါကျတော့အဲ့ဒီမှာလူတွေအကြီးကြီးထွက်ပြေးတယ်အဲ့ဒီမှာ300ကျော်ထွက်ပြေးတယ်နော်ထွက်ပြေးပြီးတော့အဲ့ဒီမှာဖမ်းထားရတဲ့လူတွေလည်းအများကြီးရှိတယ်ဆိုတော့ဒီနေ့ကတော့ထပ်ပြီးတော့သူတို့ဖမ်းထားတဲ့လူတွေရှိတယ်နော်ဖမ်းထားတဲ့လူတွေရှိတယ်အဲ့ဒီလူတွေကိုနော်ကျွန်တော်တို့ဒီဖက်ကနေပြီးတော့ BGF ကဖမ်းဆီးထားတာနော်ဖမ်းဆီးထားတာဆိုတော့အဲ့ဒီမှာ36ယောက်ဖမ်းဆီးထားတဲ့နိုင်ငံခြားသားတွေကြီးပဲဆိုတော့အဲ့ဒီမှာအရေးကြီးတဲ့တကယ်ကောင်းဆောင်တွေအဲ့ဒါကတရုတ်တသေးတွေပေါ့အဲ့ဒါတွေကြတော့ BGF ကဘာလုပ်လဲဆိုလို့ရှိရင်အဲ့ဒီမှာသူတို့ကားနဲ့နေပြီးတော့လုံချုံတဲ့နေရာကိုခေါ်သွားတယ်အဲ့ဒါကတကယ် BGF ရဲ့ဌာနချုပ်ရှိတဲ့နေရာမှာသူတို့အဆောင်အသစ်တွေဆောက်တယ်ပြီးလို့ရှိရင်အဲ့ဒီရွာတွေမှာလောလောဆယ်သူတို့ကိုခုံလုံခွင့်ပေးထားတယ်သူတို့ကိုကေထုတ်သွားတယ်နော်အလုပ်သမားတွေအဲ့ဒီမှာရှိတဲ့တကယ်မတရားခိုင်းစေမှုကိုခံရတဲ့လူတွေကြတော့အဲ့ဒီမှာဖန်ဆီးခြင်းကိုခံရတယ်ဒီနေ့က36ယောက်ထပ်တော့ဖန်ခံရတယ်မနေ့ကနော်300ကျော်သူတို့ဖန်ဆီးထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့လိုမျိုးလုပ်တဲ့အချိန်မှာအရင်တော့ကတရုတ်နဲ့ထိုင်းနဲ့လုပ်တယ်လုံးဝမမှုဘူးနော်လုံးဝမမှုဘူးမအလာတော့ဘာမှအကြောင်းမပြောဘူးအေးဆေးပဲသူတို့နေတယ်အခုကျတော့မအလာကဖန်မလာတဲ့အထိဖြစ်သွားတယ်ဆိုတော့အဲ့ဒီမှာဇော်မင်းလုံးကဒီနေ့ထပ်တော့ပြောတယ်အဲ့ဒီမှာသူရဲ့ဆရာကြီးအကုန်လုံးဌာနဆိုင်ရာအားလုံးကိုထိန်းချုပ်ထားတဲ့အားလုံးနေရာကိုယူထားတဲ့ယာယီသမ္မတတို့ကာကွယ်ဝန်ကြီးချုပ်တို့အမျိုးကြီးပါပဲအကုန်လုံးနေရာရှိတာကိုသူများသူယူထားတဲ့ဆရာကြီးကအဲ့ဒီမှာဖမ်းမှာသွားတယ်အဆင်းရောက်သွားတယ်အဲ့ဒါကအဓိကပါလဲဆိုတော့အမေရိကကိုဖင်တုံကြောက်တယ်နော်တကယ်ကိုကြောက်တာသူတို့အခုပူလူပေးလေး
လောက်ကြတယ်เนาะအဲ့ဒီမှာဖြက်စီးဖို့သူတို့ပြောတယ်ဟုတ်ပြီသူတို့ထုနဲ့သွားတွေ့တယ်တဲ့အဲ့ဒီမာလာကအဲ့ဒီပြည်သူတို့ထုနဲ့သွားတွေ့တဲ့အချိန်မှာလည်းသူအတီလင်းပြောထားတယ်တဲ့အဲ့ဒီကြားဖြင့်ကိစ္စကိုအပြီးတိုက်ချေမှုမယ်ဆိုတဲ့ဟာကိုအဲ့ဒီနိုင်ငံတော်ဝန်ကြီးချုပ်ကနေပြီးတော့ပြောထားတယ်သမ္မတယာယီသမ္မတသူပါပဲအဲ့ဒါကပြောတယ်တဲ့ဆိုပြီးမှဇွန်မင်းလုံးကထပ်ပြောတယ်ပြီးလို့ရှိရင်တော့သူကမင်းခေါလန်ချန်6နိုင်ငံကိုသူတို့အဲ့ဒီမှာပေါင်းပြီးတော့သူတို့หนีနေမယ်ဆိုတဲ့ဟာကိုလေသူတို့လုပ်ထားတာရှိတယ်အပြီးလို့ရှိရင်တော့ထိုင်းနဲ့ဖွဲ့စည်းပြီးတော့သူတို့ချေမှုမဲ့နေရာတွေကိုသူတို့လှုပ်ဆောင်နေတယ်စသည်ဖြင့်ဒီဟာတွေကိုငါတို့ကစပြီးတော့ချေမှုနေပါပြီစသည်ဖြင့်အတိပြတော့တော်တော်ကိုဖားတာတော့အဲ့ဒီမှာသူရဲ့ဒီလောက်ရက်တွေပစ္စည်းရတွေအဲ့ဒါတွေကိုနေပြီးတော့ကိုလိုလက်ဆက်ဖြောက်ဖို့အတွက်ဖက်6စိုးဝင်ရလေအမိတ်ပေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ညွှန်ကြားထားတယ်အမိတ်ပေးတယ်ဆိုတဲ့ဟာကိုလည်းကြားတယ်ဆိုတော့အခု US ဝင်လာတော့မယ်ဆိုတော့တရုတ်ကလည်းတော်တော်ကြောက်တယ်ငါဘာဖြစ်လို့ဆိုတော့တရုတ်ကဒီမြန်မာနိုင်ငံမှာဒီ USA ကနေပြီးတော့အခြေချဖို့နေရာတစ်ခုခုအခိုင်မှာရှိမှာကိုသူကလည်းတအားကြောက်တယ်အဲ့ဒါကြောင့်အရေးပေါ်6နိုင်ငံသူတို့ကလောက်တာဖြစ်တယ်ဆိုတော့အခုဇော်မင်းလုံးကလည်းထားပြီးတော့ပြောတာကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ကရှင်းပါပြီအဲ့ဒါကိုအမြင့်ပြောအောင်လုံးဝမရှိအောင်အဲ့ဒါတွေဖြစ်တာဆိုလို့ရှိရင်ထိုင်းကနေပြီးတော့လူတွေသွင်းတာဖြစ်တယ် BGF ကနေပြီးတော့ဒီကြားဖြင်းလုံးငယ်ကိုလောက်တာဖြစ်တယ်ဒီ KPA ကလောက်တာဖြစ်တယ် KNU ကလောက်တာဖြစ်တယ်သူကတော့မပါဘူးเนาะသူကတော့မပါဘူးသူကအကြီးဆုံးပဲအဲ့ဒါကိုတစ်ဖက်တစ်လမ်းကတော့ပြောတယ်ဆိုလို့ရှိရင်မှန်လားဆိုမှန်တယ်เนาะဒီ KPA တွေတော့ပါလို့ဒီလိုဖြစ်ရတာလေသူတို့မသိဘူးပါဘူးညာဘူးဥပဒေကမသိလို့မရဘူးဒီနေ့ထက်ထလာနေပြီเนาะအခု BGF အလှည့် BGF ရဲ့မောင်ချစ်သူကချစ်ချင်းပြီးလို့ရှိရင်သူပဲเนาะအဲ့ဒီရွှေကုတ်ကုံမျိုးကိုတီထွန်တာသူတို့နှစ်ယောက်အဓိကဆိုတော့ချစ်ချင်းတော့သူပါသွားပြီချစ်ချင်းတော့ပါသွားပြီအခုမောင်ချစ်သူပဲကျန်တော့တယ်ဆိုတော့အခုမာလာလည်းသူတို့ထိုးချတယ်เนาะ BGF တွေလောက်တာဒါလည်းမှန်တာပဲဘာလို့ဆိုတော့ရွှေကုတ်ကဆရာကြီးမောင်ချစ်သူကလောက်တာဟုတ်ပြီးလို့ကျပြီးအဲ့ဒီမှာ DKPA နေမြေတွေပဲလေအဲ့ဒီနေရာတွေကကြောက်ခတ်တော့ဘာလို့ဆိုတာတကယ်သူတို့လက်နဲ့တွေတကားကားနဲ့အလုံးမဟုတ်ကိုလုပ်တယ်တော်တော်ကိုမှင်ရရှရရှိပြီးတော့အဲ့ဒီသူများတွေရဲ့မတရားချွေးနေစားတွေကိုနေပြီးတော့ခိုးယူတဲ့အလုပ်ကတော်တော်ကိုမှိနေတယ်ဆိုတော့အခုဘလောက်ပဲတိုက်ဖြတ်အဲ့ဒီလူတွေကိုဖွက်ထားတယ်နောက်ဖွက်ထားတယ်ဘလောက်ပဲဖွက်ထားအခု USA လာတဲ့ခါကျတော့တော်တော်ကိုကြောက်လန့်ပြီးတော့တော်တော်ကိုပြောတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်အခု USA အကြောင်းကို USA ရတဲ့ hidden agenda တစ်ခုရှိတယ်တဲ့ကြားဖြတ်တစ်ခုကိုနေနေမဟုတ်ဘူးတဲ့ဆိုတဲ့ဟာကိုလည်းသူပြောတယ်အဲ့ဒီပြတော့ဒါထက်နည်းနေတဲ့ကြားဖြတ်တစ်ခုတည်းမဟုတ်ဘူးအဲ့ဒီပြတော့သူတို့နေမြေပိုင်စိုးဖို့ညာဖို့စသည်ဖြင့်သူတို့အဲ့လိုမျိုးဖြစ်တာเนาะဆိုပြီးတော့ဇော်မင်းလုံးကထွက်ပြီးတော့ပြောတာကိုတွေ့ရတယ်เนาะအဲ့ဒီမှာပြောတဲ့အထက်မှာသူတို့ကလည်းကျွန်တော်တို့ကအပြည့်တက်လုပ်ပါပြီဆိုတဲ့ဟာကိုเนาะတော်တော်ကိုကြောက်နဲ့ပြောတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကိုကြောက်တာကမောင်ချီသူကြောက်တယ် BGF ကြောက်တယ်ပြီးလို့ရှိရင်တော့အခုမအလာလည်းတော်တော်ကြောက်တယ်เนาะအဲ့ဒါကတရုတ်ကိုကြောက်တော့မဟုတ်ဘူးထိုင်းကိုကြောက်တော့မဟုတ်ဘူး USA ကိုအရင်ကလုပ်ပြီးလုံးဝလို့ပြောတာမရှိဘူးအခုပြောတယ်ဆိုကြတဲ့ကနေသူတို့က USA ကိုเนาะချီပအောင်ထိကြောက်တယ်ဆိုတာကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကဒီမကွေးတိုင်းပေါက်အဲ့ဒီမှာဆိုလို့ရှိရင်စကကနေပြီးတော့အဲ့ဒီမှာစစ်ကြောင်းထိုးတဲ့ခါကျတော့အဲ့ဒီမှာပြည်သူလူထုရှေ့ဦးကိုတပ်ဖြတ်တဲ့20ကိုနေပြီးတော့ဖန်စီခေါ်ဆောင်သွားတယ်အဲ့ဒီမှာစစ်ကြောင်း4ကြောင်းနဲ့လာပြီးတော့မီးရှို့နေတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကချင်းပြည်နယ်တီတင်မှာရှိတဲ့ဒီကနေဒီတောင်နော်ကနေဒီတောင်ကိုဒီချင်း brother ဒီချင်းတော်လည်းရောက်ဖွဲ့တွေကနေပြီးတော့အရင်ကထိန်ချုပ်ထားတယ်ဆိုတော့ဒီဖက်ကနေပြီးတော့မအလာဖက်ကပြန်ပြီးတော့ထိုးစစ်ဆင်တဲ့ခါကျတော့ယာယီဆုပ်ပေးလိုက်တယ်ဆုပ်ပေးလိုက်ပြီးတော့အခုပြန်ပြီးတော့ဒီနေ့တင်ပိုင်ရရှိပြီဆိုတဲ့ဟာကို CP ကနေပြီးတော့ထုတ်ပြန်ထားတဲ့ Chin Brother ကတော့ကျွန်တော်တို့ AA နဲ့ကျွန်တော်တို့ alliance ရှိတယ်เนาะတင်ထားတဲ့မျိုးတွေကလည်းအများကြီးရှိတယ်နောက်တစ်ခုက TNLA မိုးကုတ်မှာမိုးကုတ်နဲ့မိုးမိတ်ကိုပေးလိုက်မယ်အဲ့ဒီပေးလိုက်တဲ့ဟာကိုဒီစကစကိုမိုးကုတ်နဲ့မိုးမိတ်မှာသွင်းပြီးမှသူတို့ကထွက်မယ်ဆိုပြီးမှကျွန်တော်တို့တွေ့ရတယ်ဒီနေ့က19ရက်ဆိုတော့မနေ့ပြန်20နေ့ရသူတို့နောက်ဆုံးမယ်ဒါပေမဲ့အဲ့ဒီမှာမအလာတို့အဖွဲ့တွေရောက်မှသူတို့ထွက်မယ်ဆိုပြီးမှအဲ့ဒီမိုးကုတ်ကလူတွေအဲ့ဒီ PDF တွေကိုအသိပေးထားတယ်ဆိုတဲ့ဟာကိုသူတို့ပြောထားတယ်ဆိုတော့အဲ့ဒီမှာရှိတဲ့ဒီလူထုတွေကတော့ဒီနေ့ကြောက်လန့်တဲ့ကြားနဲ့အကုန်လုံးကျွန်တော်တို့စစ်ပေးရှောင်တွေလောက်ကြတယ်အဲ့ဒီမှာကားတင်းမှောက်ပြီးတော့တည်တဲ့လူတွေလည်းရှိတယ်เนาะတော်တော်ကိုကြောက်လန့်တဲ့ကြားနောက်ပြည်သူလူထုတွေကအဲ့ဒီမှာမနေရတော့မိုးကုတ်ပြည်သူပြည်သားတွေကเนาะစစ်ရှောင်နေရတဲ့ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဘာဖြစ်ဆိုတော့အဲ့ဒီမှာတိုက်ပွဲတွေဖြစ်မယ်ဆိုတော့ဒီနေ့တင်တစ်ခုဝန်သားစရာတစ်ခုကြားတာကတော့အဲ့ဒီမှာ KIA เนาะ KIO KIA ကနေပြီးတော့ဒီမိုးကုတ်နဲ့မိုးမိတ်မှာသူတို့ပါဝင်ပြီးတော့ကူညီသွားမယ်ဆိုတဲ့ဟာကိုဒီနေ့ကချင်တင်းမှာနေပြီးတော့ကျွန်တော်တို့ထုတ်ဖော်တာကိုတွေ့ရတယ်ဒီဖက်တင်းကြီးမှာတော့ကျွန်တော်တို့မတွေ့ရသေးဘူး။နောက်ကချင်တင်းမှာကျွန်တော်တို့တွေ့ရပြီ။ဆိုတော့ဒါကတော့ဝန်သားစရာပဲ။ဆိုတော့မိုးကုန်းနဲ့မိုးပိတ်ကိုပြည်သူလူထုတွေနော် PDF တွေကကာကွယ်သွားမယ်။အဲ့ဒီမှာကချင်ဒီတော်လိုင်းရဲ့အဖွဲ့ပေါ့နော်ပြီးလို့ရှိရင် KPDF တို့ KIA တို့စသဖြင့်သူတို့ကပါဝင်ကူညီသွားမယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်ဒါတော့တင်းကောင်းတစ်ခုနဲ့တွေ့ရမယ်။နောက်တစ်ခုကရွက်ကောက်ပွဲလုံးမဲ့နော်ဒီ plan ကိုနေပြီးတော့ပြန်ရရှိဖို့အတွက်တကိတ်တိုက်ပွဲတွေအပြင်းထန်ထိုးစစ်ဆင်နေတယ်အဲ့ဒီမှာဒီစကစဘက်ကအဲ့ဒီဝေဘူလမျိုးကိုထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာခုအဲ့ဒီ plan ကိုနေပြီးတော့ထိုးစစ်ဆင်နေတယ်ဆိုတဲ့ဟာကိုလို့တွေ့ရတယ်ဆိုတော့ချင်းပင်တွေဘက်မှာလည်းတော်တော်ကိုတိုက်ပွဲတွေကပြင်းထန်နေတယ်နောက်တစ်ခုကနိုင်ငံတကာနဲ့ကြားဖြန့်ကိုတိုက်ဖြတ်ဖို့အတွက်ပူးပေါင်းဆောင်ရွက်ဖို့အတွက်ပြီးတော့ဒီ KNU မနေ့ကကျွန်တော်ပြောတဲ့ KNU ကလုံးဝနှုတ်ဆိတ်နေတယ်မပြောဘူးအဲ့ဒီ
ဒီဘာကနိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့တိုက်ဖြတ်ပါမယ်ဆိုတဲ့ဟာကိုသူတို့မပြောဘူးဆိုပြီးတော့မနေ့ကကျွန်တော်ပြောတယ်ဆိုတော့ဒီနေ့ကတင်တက်လာပြီเนาะဆိုတော့ KNU ရဲ့ပြီးလို့ရှိရင်တော့ NUG ရဲ့เนาะသူတို့ပြောကြတယ်ငါနိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့တိုက်ဖြတ်သွားမယ်ကျွန်တော်တို့အနီးကပ်ဆောင်ကြည့်နေတယ်เนาะအဲ့ဒီတကယ်ကြဖြင့်ကောင်းဆောင်တွေကိုနေပြီးတော့သူတို့ကမဖမ်းမင်းနဲ့သူတို့ကိုတင်းရှောင်ပြီးတော့ယူသွားတယ်သူတို့ကဘယ်နေရာမှာရွှေ့ပြောင်းနေတယ်ဆိုတဲ့ဟာကိုတပ်ပုံနေတော့ပေါ့နော်အဲ့ဒီ NUG ကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရတယ် KNU ကြတော့သူတို့ကဓာတ်ဖြန့်နေဝဲမှာသူတို့လည်းနော်တကယ်ပူပေါင်းပါဝင်ဆောင်ရွက်သွားမယ်ပြီးလို့ရှိရင်တော့ DPGF နဲ့စစ်တပ်နဲ့သူတို့ပေါင်းပြီးတော့ဒီကြားဖြန့်ကိုညီနေတဲ့ဟာကတော့ဟန်ပြတစ်ခုပဲဖြစ်မယ်ပုံမူပြီးတော့ဆိုးဝါးလိုက်နိုင်တယ်ဆိုတဲ့ဟာကိုလေသူတို့ထုတ်ဖော်ထားတာကိုတွေ့ရတယ်အဲ့ဒါက KNU ကပြောတာဖြစ်တယ်ဆိုတော့ဒီပြတော့ KNU ကလည်းဒီနေ့နိုင်ငံတကာနဲ့ပူပေါင်းပြီးတော့သူတို့ပါဝင်ပြီးတော့တိုက်ဖြတ်သွားမယ်ဆိုတဲ့ဟာကိုတွေ့ရတယ်တကယ်လည်းတိုက်ဖြတ်လို့ရှိရင်သူတို့လည်းလက်နက်အားတော်တော်ရှိတယ်နော်ရှိတယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာသူတို့စပြီးတော့တိုက်သိနေပြီဟိုဘက်မှာကန်တို့ကျွန်တော်တို့ TNI လေတို့ဒါတို့ဒီမြောက်ပိုင်းမှာရှမ်းမြောက်မှာကျွန်တော်တို့သိန်းလို့ပဲသိန်းလိုက်မယ်ဆိုလို့ရှိရင်နော်ပြီးအဲ့ဒီဘက်မှာနိုင်ငံတကာကလည်းကူညီမှာပဲဆိုတော့အခု KNU ကတော့ပြောတာတစ်ခုပဲရှိတယ်ဆိုတော့ဒီနေ့ထပ်ထိတော့အလုပ်တော့ကျွန်တော်တို့မတွေ့ရသေးဘူးဆိုတော့ပြောနေပြီပေါ့နော်ပြောနေပြီမပြောတာထဲတော့ကောင်းတယ်လို့ပြောမှာပေါ့နော်ဆိုတော့သူတို့စပြီးတိုက်တာတော့မရှိဘူးစလို့တိုက်လို့မရှိတာအပြင်နော်ရထားတဲ့မြို့တွေကိုအကုန်လုံးပြန်ပေးတာနော်အဲ့ဒီကြားဖြန့်ကိစ္စနဲ့ပဲနော်သူတို့ကဒီအခုနကအရှာလန်မာတို့ဒီဘလို့သင်္ကန်းကြီးတော် view ဟာတို့ဘာလို့ဆိုတော့အကုန်လုံးပေးလိုက်တာနော်အကုန်ပေးလိုက်တာနော်သူတို့ညှိပြီးတော့အကုန်ပေးလိုက်တာအမှန်တော့ဘာဖြစ်ဆိုတော့ဒီမှာအကြည့်ကြတိုက်ဖို့လည်းမဖြစ်ဘူးလေသင်္ကန်းကြီးတော်အကြောင်းတစ်ချက်မှမပြောဘဲနဲ့သင်္ကန်းကြီးတော်ကျသွားတယ်လေဆိုတော့အဲ့ဒါကိုပဲရှင်းလိုက်လေဆိုတော့အဲ့ပြတော့သူတို့တိုက်ဖြတ်ဖို့ကတော့ပထမဆုံးတိုက်ဖြတ်မှာမဟုတ်ဘူးဒီလိုပြောလို့ပဲရှိမယ်ခုတော့မပြောထားတဲ့တော့ပိုကောင်းတာပေါ့နော်နောက်တစ်ခုကပုံမတိုက်ပွဲနော်ပုံမတိုက်ပွဲကတော့တစ်နှစ်နေပါလို့ရှိပြီနောက်6လအတွင်းမှာဆိုလို့ရှိရင် main game PDF တွေအရောက်ပုံ100ကျော်အဲ့ဒီမှာတိုက်ခိုက်နေတယ်ဆိုတော့အဲ့ဒီထက်မှာဒုတိုက်ရမှုအပါဝင်စစ်လျောက်ကြဆုံးတယ်ဆိုတဲ့ဟာကိုအခု main game PDF ကနေပြီးတော့ထုတ်ပြန်ထားတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒါကတော့သတင်းဆိုးပေါ့နော်အဲ့ဒီမှာပုံပေါ်မှာနေပြီးတော့တိုက်ပွဲတွေကြီးကြီးဖြစ်တယ်ဆိုတော့အဲ့ဒီမှာကြဆုံးတဲ့ရေပေါ်တွေရှိတယ်အဲ့ဒါက main game PDF သက်တော်မှာဆီလျောက်ကြားတယ်ဆိုတဲ့ဟာကိုတွေ့ရအဲ့ဒီမှာဒုတိုက်ရမှုတယောက်ပါတယ်နော်နောက်တစ်ခုကဒီမအလာကဘာပြောလဲဆိုလို့ရှိရင်မလေးရှားနဲ့ရခိုင်ကိုပုံမဲ့မူရစေဝါတွေအကုန်လုံးအရာဒါက AA နဲ့ဆက်တဲ့မူရစေဝါတွေဖြစ်တဲ့ကျပ်ဘီလီယံပေါင်း120နော်နဲ့စေတန်ဖို့ရှိတဲ့မူရစေဝါတို့ကိုဖမ်းမိတယ်အဲ့ဒါက AA နဲ့ဆက်တဲ့ဆိုတဲ့ဟာကိုမကြထုတ်လို့ရှိတယ်ဒါမကြထုတ်လို့ရှိတယ်မူရစေဝါတွေဖမ်းမိလို့ရပြီဆိုလို့ရှိရင် AA ပဲနော်တခြားဖွဲ့လို့မရှိဘူးဘာလို့ဆိုတော့ AA ကိုတော်တော်ကိုမြေမောက်ချိုးနေတယ်သူလုံးဝမချင်တတ်ဘူးအဲ့ဒီ AA မှာအဲ့ဒီမှာ19မျိုးနေမှာကျွန်တော်တို့ဒီ3မျိုးနေပဲခြံတော့တာဟုတ်ဆိုတော့အဲ့ဒါကို AA လုံးဝမချင်တတ်ဘူးဆိုတော့သူကတော့မူရစေဝါတို့ဖမ်းလို့ရပြီဆိုလို့ရှိရင်တော့ AA ပဲဒါတော့အဲ့လိုမျိုးကျွန်တော်တို့ဒီမအလာကထုတ်ပြန်ထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့နိုဝင်ဘာလ19ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်ကဲ့ subscribe ကိုနေခေါင်းလောက်ကိုနေပေးချပေးကျွန်တော်ဗီဒီယို